silent p အကြောင်းကိုပြန်နှွှေးပေးပါမယ် I ရဲ့နောက်မှာရှိတဲ့ p ကို silent လုပ်ရပါတယ် x ရဲ့ရှေ့မှာရှိတဲ့ p ကိုလည်း silent လုပ်ရပါတယ် ph တွဲလိုက်တဲ့အခါ f တန်ဖြစ်ပါတယ်ဒီစည်းကမ်းလေးကိုကျွန်တော်တို့တစ်လုံးချင်းလေ့လာခဲ့ပါတယ်ပထမဆုံးစာကြောင်းမှာ psychology ဖြစ်ပါတယ် p တန်ထည့်မထွက်ပါဘူးနောက်တစ်ခုမှာတော့ pneumonia ဖြစ်ပါတယ်ဒါရဲ့ရင်းနှီးပြီးသားစကားလုံးလေးတွေပါနောက်တစ်ခုမှာ recit ဖြစ်ပါတယ် p ပါလို့ပါဇက်ပိတ်တာမျိုးမဟုတ်ပါဘူး recit ပါနောက်တစ်ခုမှာတော့ cardboard ဆိုပြီးဖြစ်ပါတယ် cup က cup ဆိုပြီးတော့ထွက်တာမှန်ပေမဲ့နောက်မှာ boa ကဒီ board ပါလာတဲ့အခါ p တန်လေးကိုဖျောက်ပြီးတော့အတန်ပါးပါးလေးပဲထွက်ရပါတယ် cardboard ဖြစ်ပါတယ်နောက်တစ်ခုကထူးခြားပါတယ် corps မှာ p တန်ကို silent လုပ်ရပါတယ်ဒါဆိုရင် course လားဆိုတော့လည်းမဟုတ်ပါဘူးတကယ်တော့ s တန်ကိုထပ်ပြီးတော့ silent လုပ်ရပါတယ်အခုကတော့ကျွန်တော်တို့က p silent ကြောင်းပြောနေလို့ကျွန်တော်ကအနီမပြထားတာပါဒါဆိုရင် p ရော s ကောမပါတဲ့အတန်ထွက်က call လို့ပဲဖြစ်ပါလိမ့်မယ် call နောက်တစ်ခုကတော့ coop ဆိုပြီးတော့တော်တော်များများပါဇက်ပိတ်ပြောမဟုတ်ပါဘူး cool လို့တန်ထွက်ပါတယ်နောက်ထပ်စကားလုံးမှာတော့ ph နှစ်ခါပါတဲ့အတွက်ကျွန်တော်တစ်ခုလုံးကို color နဲ့ပြထားပါတယ် philosophy ရှေ့က ph ကလည်းပဲ f တန်ထွက်မယ်နောက်က ph ကလည်းပဲ f တန်ထွက်မယ်ဒါကြောင့်မလို့အတန်ထွက်မှန် philosophy ဖြစ်သွားပါတယ်နောက်တစ်ခုကတော့ physics ပါ f တန်ထွက်ပြရပါမယ် metaphysics ပါ f တန်ထွက်ပြရပါမယ်ဒါဆိုအကြောင်းလိုက်လေးဆိုကြည့်ပါမယ် I'm studying psychology at the university the doctor told me I have pneumonia do you have a receipt for that the books are in the cardboard the soldier was a part of the call there was a coup d'etat in the country the professor specialized in philosophy studying the ancient Greek ideas on physics and metaphysics ဒီလိုလေးကျွန်တော်တို့အသင်ထွက်ပေးရပါတယ်အားလုံးကျေးဇူးတင်ပါတယ် Summit English 2016ရဲ့ YouTube channel လေးကို like share subscribe လုပ်ဖို့ဖိတ်ခေါ်ပါတယ်နောက်ထပ်သင်ခန်းစာမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်